သူ့ရဲ့လျှို့ဝှက်ကနန်းစာကိုတုံးပြီးတော့ဒီလူဟာသူ့ဝမ်းကွဲညီကိုကူညီပေးခဲ့တယ်။ကန်ထဲကကနန်းတိုင်းကိုတကောင်ကိုပေါင်ဝက်ကျော်အထိကြီးထွားအောင်မွေးမြူပေးခဲ့တာပါ။ဒီနှစ်ထဲမှာ30အမြတ်ရခဲ့တဲ့သူ့ဝမ်းကွဲဟာသူ့ကိုဝေစုကောင်းပေးလိမ့်မယ်လို့သူမျှော်လင့်ထားခဲ့တာပေါ့။ဒါပေမဲ့သူ့ဝမ်းကွဲကကားပေါ်ကဆင်းလာပြီးဒီနှစ်အတွက်စည်ရင်းတွေထွက်လာပြီးမင်းအတွက် bonus ကိုငါပို့ပေးလိုက်ပြီလို့ပြောလာလိမ့်မယ်လို့သူတခါမှမတွေးထားခဲ့မိဘူး။ဖုန်းထဲကိုရောက်လာတဲ့ရွှန်9000ကိုကြည့်ပြီးသူဘာမှမပြောဘဲငြိမ်နေမိတယ်စိတ်ထဲမှာတော့သူတွက်ချက်မှုတွေလုပ်နေပြီး3နှစ်ကျော်ကြာအောင်သူဟာအဲ့ဒီကန်နာကတဲဆုပ်လေးထဲမှာပဲအခြေချနေထိုင်ခဲ့တာလေဒီနှစ်ရဲ့ premium ကနန်းအထွက်နှုန်းကအကြီးကျယ်ပဲဆိုတာသူသိတာပေါ့အိမ်လက်ခနဲ့အစာဖိုးတွေနှုတ်ပြီးရင်တော့အသားတင်မြက်ကရွှန်3တန်းနီးပါးရှိတာပါဒါပေမဲ့သူ့ကိုတော့ရွှန်9000ပဲပေးခဲ့တယ်ငါတို့ဒီနှစ်အဆင်ပြေတယ်3တန်းနီးပါးရတယ်လေဒီ9000ကိုယူသွားမျိုးကိုပြန်ပြီးကားလေးတစ်စီးလောက်ဝယ်စီးလိုက်ပေါ့ကနန်းစာကျွေးတာကတော့ကွာခွေးတကောင်တော့လုတ်တက်တဲ့အလုပ်ပါမင်းကငယ်သေးတယ်ပတ်စံယူပြီးမြို့မှာတစ်ခုခုဖြစ်အောင်တွားလို့ဦးလို့သူ့ဝမ်းကွဲကပြောတယ်ဒါပေမဲ့အဲ့ဒီစကားတွေကိုနားထောင်ရင်သူဘာမှမခံစားရတော့ဘူးလွန်ခဲ့တဲ့3နှစ်ကသူ့ဝမ်းကွဲကဒီကနန်းကန်ကိုစတင်တာဝန်ယူတော့ကရေသွေးကိုနားမလဲလို့အကုန်လုံးဒီပါဆုံးရှုံးရတော့မလို့ဖြစ်ခဲ့တာအဲ့ဒီတော့ကသူကိုယ်တိုင်ဖော်ဆက်ထားတဲ့ bacteria set formula နဲ့ရေကိုပြန်ထိန်းပေးခဲ့လို့ဒါအဆင်ပြေသွားတာပါငါတို့ကအမျိုးတွေပဲငါမင်းကိုမနစ်နာစေရပါဘူးလို့တစ်ချိန်ကသူပြောခဲ့ဘူးတယ်ကောင်းပြီလေဒီပတ်စံကိုကျွန်တော်ယူမယ်လင်ချမ်းကတော့သူဒီလောက်လွယ်လွယ်နဲ့လက်ခံသွားလိမ့်မယ်လို့မထင်ထားပုံပဲခဏတော့ကြောင်သွားတယ်ပတ်စံယူပြီးအိမ်ပြန်လာတော့ခြံထဲကရေဆုပ်ဆက်ဖောင်တိန်ကိုလဲဖို့လိုနေပြီအဲ့ဒါကိုလုပ်ပေးနိုင်မဲ့သူတယောက်လောက်ကိုရှာခိုင်းထားလိုက်ဦးတဲ့သူလင်ချမ်းကိုတစ်ချက်တောင်ပြန်မကြည့်တော့ပဲစောင်းနှောင်းပိုင်းရဲ့အေးဆက်တဲ့လေတွေကိုတစ်တိုးဝင်ထွက်လာခဲ့တယ်။ဘာလို့လဲဆိုတော့သူတေချာပေါက်တိနေတဲ့အချက်တစ်ချက်ရှိနေလို့ပဲ။သူ့ရဲ့တိကျတဲ့ရေအောက်ခြေပြုပြင်ထိန်းသိမ်းမှုတွေမရှိတော့ဘူးဆိုရင်အခုမျောစာကောင်းပါတယ်ဆိုတဲ့ကနန်းကန်ဟာ6လအတွင်းမှာနန်စော်နေတဲ့ရွှေမြောက်တစ်ခုဖြစ်သွားတော့မှလေ။သူမျိုးကအိမ်ကိုမပြန်ဖြစ်ဘူး။သူတီးတဲ့သူတွေနဲ့တွေ့မှာကိုသူကြောက်နေမိတာ။ဒီနှစ်ကနန်းရောက်ရတာဘယ်လောက်ရလဲဒါမှမဟုတ်မင်းဝမ်းကွဲကမင်းကိုဘလို့ဆက်ဆံလဲဆိုတဲ့မေးခွန်းတွေကိုသူမရင်ဆိုင်ချင်ဘူး။ရွာထဲကမြေသားလန်းအတိုင်းသူလျှောက်လာခဲ့တယ်။သူ့ရင်ခွင်ထဲမှာပိုက်ထားတဲ့မဆုစာအုပ်ဟောင်းကြီးကတခြားသူတွေအတွက်တော့အမိုက်လိုဖြစ်နေပေမဲ့သူ့အတွက်ကတော့3နှစ်တာစူးစမ်းအထောက်မှုတွေပါ။အဲ့ဒီအချိန်မှာပဲသူဖုန်းမိလာတယ်။လင်ချမ်းကမိသားစုဂရုချက်ထဲမှာမုတ်ပိုးတွေပေးနေပြီးဒီနှစ်ထွက်နှုန်းကောင်းတဲ့အကြောင်းကြွားလုံးထုတ်နေတာဆွေမျိုးတွေကလည်းဝိုင်းပြီးညှောက်ပင်ပေးနေကြတယ်သူဖုန်းစခရင်ကိုပိတ်လိုက်တယ်သူရွာရဲ့အနေဆုံးအပိုင်းမှာရှိတဲ့စွန့်ပစ်ထားတဲ့ရေပုတ်ကန်စီကိုဥတီလိုက်တယ်အဲ့ဒီနေရာကတစ်နှစ်ပတ်လုံးရေညှိတွေတက်ပြီးအနက်ကလည်းကောင်းကင်အထိနန်းစော်နေတာမြေနိမ့်ပိုင်းဖြစ်လို့ရေဝတ်နေတာနှစ်အတော်ကြာပြီးရွာကခွေးတွေတောင်အနားမကတ်တဲ့နေရာပေါ့အဲ့ဒီစိမ့်ပုတ်ပုတ်အမဲရောင်တန်းနေတဲ့တေနေတဲ့ရေကန်ကြီးကိုကြည့်ပြီးသူကမ်းပါပေါ်မှာရက်နေမိတယ်တခြားသူတွေအတွက်တော့အမိုက်ပုံပဲဒါပေမဲ့သူကတော့ငုံပြီးအောက်ခြေကရွှွန်နေနေကိုယူပြီးနန်းကြည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲစိတ်ကူးတစ်ခုကမျိုးစေ့လေးတစ်စေ့လိုသူ့ကောင်းထဲမှာအားကောင်းကောင်းနဲ့ပေါက်ဖွာလာခဲ့တယ်တနန်းကျွေးတာလွဲပါတယ်ခွေးတောင်လုတ်တက်တယ်လို့သူပြောခဲ့တယ်မဟုတ်လားကောင်းပြီလေတကယ်ကျွမ်းကျင်မှုဆိုတာဘာလဲဆိုတာသူပြရတော့မှာပေါ့သူချက်ချင်းပဲရွာယုံကိုတွားလိုက်တယ်အတွင်းရင်းမှုဝမ်းရှိပါသလားခမအေးရှိတယ်ရှောက်လေးမင်းကချမ်းကျဲရဲ့ကနန်းကန်မှာမရှိပဲဒီကိုဘာလာလောက်တာလဲဟိုအောက်ဘက်ကရေပုတ်ကန်ကိုငှားလို့ရမလားလို့မင်းမလို့ပါအဲ့ဒီနေရာကတေနေတဲ့ကန်လေးရေကလည်းနန်းစော်နေတာမင်းဘာလို့ဖို့ငှားမှာလဲပတ်စံပေးပြီးငှားခိုင်းရင်တော့ဘယ်သူမှယူမှာမဟုတ်ဘူးဒါပေမဲ့မင်းတကယ်လို့ချင်နေဆိုရင်တော့တစ်နှစ်ကိုရွံ1000ဆိုရပါပြီဒါပေမဲ့ကြိုပြောထားမယ်နော်အရှုံးပေါ်ရင်တော့ရွာကဘာမှတာဝန်မယူဘူးသူစိတ်ထဲကနေအမြန်တွက်လိုက်တယ်ရွှန်9000ဆိုတာကန်ကားဖို့ရဲ့အစောပိုင်းရေပြုပြင်ရေးစက်ပစ္စည်းတွေနဲ့မွေးမြူရေးပစ္စည်းတွေဝယ်ဖို့လုံလောက်ပါတယ်9နှစ်စာအတွက်ကျွန်တော်ယူမယ်အခုပဲစာချုပ်ရအောင်စာချုပ်မှာလက်မှတ်ထိုးပြီးလက်ပွေနှိပ်လိုက်တဲ့စက္ကန့်ပိုင်းမှာပဲသူရေကန်စီကိုစိတ်လှုပ်ရှားစွာနဲ့ပြေးသွားတော့တယ်စွန့်ပစ်ထားတဲ့ရေပုတ်ကန်ကြီးကအကျယ်ကြီးပါပဲရေမျက်နှာပြင်မှာရေကြီးတွေကဆေးတုပ်ထားသလိုအထက်လိုက်ရှိနေပြီးအနက်ကလည်းပြင်းထန်လုံးနဲ့သူဒီနေရာကိုငှားလိုက်ပြီဆိုတာရွာသားတွေကြတော့အကုန်လုံးကလာပြီးလှောင်ပြောင်ကြတယ်ကျွမ်းစီယူသွားပြီလားဒီလိုအမိုက်ပုံထဲမှာသူပါမွေးမှလည်းလင်ချမ်းကသူ့ကိုရွှန်9000 bonus ပေးလိုက်တာကိုအိမ်အောင်ပြုဖို့မစုပဲဒီလိုညစ်ပတ်တဲ့ခြင်းနဲ့အကုန်ပုံဝေါ်လိုက်တာလားတကယ်ရှုံးနေသူပဲဟာဟာလင်ချမ်းကတော့မှသူ့ရဲ့ကားကြီးကိုမောင်းပြီးမင်းအိတ်ကတ်ထဲမှာအဲ့ဒီ9000ကပူလောင်နေတယ်ဆိုရင်လည်းငါမင်းကိုမျိုးထဲခေါ်သွားပြီးခြေထောက်နှိပ်ပေးပါမယ်ဒီလိုညစ်ပတ်တဲ့နေရာမှာအညစ်အကြေးတွေလိုက်ကောက်ပြီးဘာလို့အချိန်ဖြုံးနေတာလဲလို့သူကပြောတယ်ကျွန်တော်ကတော့သူ့ကိုဂယုမဆိုင်ပဲလစ်လူရှူလိုက်ပြီးရင်ကောင်းလောက်ထိနဲ့တဲ့ရေပုတ်တွေထဲမှာပဲဆက်ဆောင်နေခဲ့တယ်အဲ့ဒီရေထဲမှာခါလောက်ထိနစ်ဝင်နေရင်ပုတ်တိုးနေတဲ့တစ်ကိုင်းချောက်တွေကိုဆွဲထုတ်နေခဲ့တာအနက်အသက်ကတော့တကယ်ကိုဆိုးရလာပါတယ်ဒါပေမဲ့ကျွန်တော်မျက်တောင်တစ်ချက်တောင်မခတ်ခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဘာလုပ်နေလဲဆိုတာကျွန်တော်ကိုယ်တိုင်တိတိကျကျသိနေလို့ပါဆက်စုတက်တဲ့လူတွေအားလုံးထွက်သွားကြတဲ့အဲ့ဒီညမှာပဲအစောပိုင်းကမြို့ကနေတဲလာခဲ့တဲ့အနက်ရောင်ပလတ်စတစ်ပုံတွေကိုကျွန်တော်ဖွင့်လိုက်တယ်အထဲမှာတော့ကျွန်တော်ကိုယ်တိုင်အချိန်ကြာကြီးလှုပ်ဝက်ထုတ်လုပ်ထားတဲ့ပရိုဘိုင်အိုတဖြော်ရည်တွေရှိနေတာပါဒီပိုးမွားရောနှောဟာအခုလိုမျိုးအောက်ဆီဂျင်ပြတ်လက်ပြီးပုတ်တိုးတည်ဆုံနေတဲ့ရေထုအတွက်တီးတန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီဖြော်ရည်ကို Grand ချိုးစားတိကျနဲ့ရောဆက်ပြီးကန်ရဲ့ထောင်တိုင်းကိုနှံ့ဆက်အောင်ပတ်ဖြန်းလိုက်တယ်ဒီလိုအလုပ်မျိုးမှာအမှားယွင်းလုံးဝရှိလို့မဖြစ်ဘူးတစ်ပတ်လုံးနေဘက်မှာအိပ်ပြီးညဘက်မှာအလုပ်လုပ်ခဲ့ရတယ်နေ့ဘက်မှာတော့ကံပေါင်တွေလိုက်ပြင်နေတဲ့အမိုက်ကောက်သမားတယောက်လိုမြင်ရပေမဲ့ညဘက်မှာတော့ကျွန်တော်ဟာဒီရေထုကိုပြူစားနေတဲ့မျက်လက်စရာတယောက်ပါဒုတိယဘက်ရဲ့မနက်ခင်းမှာတော့အံ့ဖွယ်မှုကစတင်ပေါ်ပေါက်လာခဲ့တယ်မျက်နှာပြီးထူထဲနေတဲ့ရင်းကြီးတွေဟာအကြီးအကျယ်တက်ကွယ်သွားခဲ့ပြီးပုတ်စော်နံနဲ့အနှံ့သက်တွေစားရေပင်လေးတွေနဲ့မြေကြီးရဲ့တင်းပြတ်တဲ့အနှံ့ကစားထိုးဝင်ရောက်လာခဲ့တယ်ရေတွေကတဖြည်းဖြည်းကြည်လင်လာပြီးနေအောင်ကြီးဟာရေမျက်နှာပြင်ကိုဖောက်ထွက်လို့ကန်အောက်ခြေထိရောက်ရှိသွားခဲ့ပြီးကျွန်တော်အရှိန်မပြတ်ဆက်လုပ်ခဲ့တယ်ဂယုတစရွေးချယ်ထားတဲ့ရေအောက်အလိုဒီယာပင်တွေကိုစိုက်ပျိုးလိုက်တယ်လောက်ဝက်မပြည့်ခင်မှာပဲအနက်ရောင်ရေပုတ်ကန်ကြီးဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီရေပင်တွေကဝေစာနေပြီးရေတွေကလည်းဖန်သားလိုကြည်လင်နေတော့တာပဲဟေးရွှန်ကြီးအဲ့ဒီအနက်နံနဲ့ရွှင်ချင်းထဲမှာပဲရုန်းကန်နေတော့လားဒါနဲ့ငါကတော့မြို့ကလူကြီးချို့ကိုတနေ့ရွှင်80ပေးပြီးငါထားတယ်ငါအတွက်အစာကျွေးဖို့ပေါ့မင်းကတော့ရွှွန်ထဲမှာပဲဆက်ကစားနေလိုက်အောင်နှစ်တစ်ကူးရင်တော့ငါစားလို့ပိုးတဲ့ကနန်းတစ်ကောင်နှစ်ကောင်လောက်လမ်းပစ်ပေးလိုက်မယ်လေကျွန်တော်နားလေကြောင်ပြန်ပြောပြီးဖုန်းချလိုက်တယ်ကျွန်တော်မျက်နှာကတော့ရှေ့ကကြည်လင်နေတဲ့ရေမျက်နှာပြင်လိုပဲတည်ငြိမ်နေခဲ့တယ်လင်းချမ်းကတော့မြို့ထဲမှာပျော်ပါနေပြီးတဘာဝတရားရဲ့ကြောက်မက်ဖွယ်လက်စားချေမှုကဘလောက်ရက်ဆက်လဲဆိုတာ तू မသိသေးဘူးကျွန်တော်ကန်သားကိုလက်လျှောက်သွားပြီးအပူချိန်ထိန်းထားတဲ့နောက်ဆုံးဖော်ဘူးတွေကိုဖွင့်လိုက်တယ်ထောက်ထွင်းမြင်နေရတဲ့ကနန်းပေါက်လေးတွေကြည်လင်တဲ့ရေနဲ့ထူထဲတဲ့ရေမျက်တွေကြားထဲကိုကူးကတ်သွားတာကိုကြည့်နေမိတယ်ပြီးတော့ကျွန်တော်ရဲ့မှတ်တမ်းစာအုပ်ထဲကစာမျက်နှာအသစ်မှာဒီနေ့ရဲ့ရေပူချိန်နဲ့ကနန်းရေအတွက်ကိုချရေးလိုက်တယ်
နောက်ဆုံးကနန်းပေါက်လေးတွေကိုလွတ်ပြီးတဲ့အချိန်မှာတော့အယုံတက်နေပြီးမနက်ခင်းမြူနင်းတွေကြားထဲကနေအိမ်ကိုလမ်းလျှောက်ပြန်လာခဲ့တယ်ဒီဆုံးပစ်ထားတဲ့ကံကိုစပြီးငါတို့ကတော့စိတ်လိုက်မှန်မှဆုံးဖြတ်ခဲ့တာပါဒါပေမဲ့အခုစိတ်အေးသွားတဲ့အချိန်မှာတော့အရာအလုံးရဲ့ဝင်ထုတ်ဝင်ပိုးကကျွန်တော်ပေါ်ပြီးကြလာတယ်ကျွန်တော်မှရှိသမျှပတ်စံအကုန်လုံးကိုဒီထဲမှာပုံအောင်ခဲ့တာညတိုင်းမှာဂေဟစနစ်ကိုထိန်းညှိနေရတာဟာရေခဲပြင်ပပပေါ်မှာလမ်းလျှောက်နေရတယ်လို့ပဲဒီကံကြီးကကျွန်တော်ရဲ့စူးစမ်းအထောက်မှုအလုံးကိုဝါမျိုးနေတဲ့အောက်ခြေမရှိတဲ့ကျင်းကြီးတစ်ခုလိုပါပဲဒါပေမဲ့ကျွန်တော်ရှုံးလို့မဖြစ်ဘူးဆိုတာသိနေတယ်ပတ်စံပြန်ရဖို့တင်မကပဲတစ်ခုခုကိုတက်တည်ပြဖို့အတွက်ပါဒီအလုပ်ကိုအောင်မြင်အောင်လုပ်ရမယ်နောက်လအနေငယ်မှာဘာမှမပြောင်းလဲတယ်လို့ပဲဟန်ဆောင်နေထိုင်ခဲ့တယ်မျိုးဦးရောက်တာနဲ့ရွာကပြန်ပြီးစီကားလာတယ်လူတွေကဒီနှစ်ဘာလုပ်ဖို့အစီအစဉ်ရှိလဲလို့မေးတိုင်းကျွန်တော်ကတော့အရင်တိုင်းပဲဝေဝါးဝါဖြေပြီးရှောင်ထွက်ခဲ့တယ်သူတို့တွေကအတော်များများကကျွန်တော်ကိုတနာတယ်လို့ကြည့်ကြတယ်တခါတလေကြာရင်လည်းအဲ့ဒီရေပုတ်ကန်ကြီးကိုငှားထားတဲ့ကျွန်တော်အကြောင်းကိုဟာတာတစ်ခုလို့ပြောတတ်ကြသေးတယ်ရွှန်ကြီးချမ်းကြီးကစိတ်တူတက်ပေမဲ့အ ਨੇ ဆုံးတော့သူကပတ်စံမြန်ပေးတယ်လေမင်းကဘာလို့အဲ့ဒီရေပုတ်ကန်ထဲမှာအချိန်ဖြုံးနေတာလဲအခုခေတ်မှာရေလုံငန်းကမလွယ်ဘူးလေအားကိုးရမဲ့လူတယောက်ရှိတာကကိုပတ်စံကိုရေထဲပစ်ချနေတာထက်စားရင်ပိုကောင်းပါတယ်တဲ့ကျွန်တော်အဲ့ဒီစကားတွေကိုနောက်တစ်ဖက်ကနေတွင်းပြီးနောက်တစ်ဖက်ကနေပြန်ထုတ်လိုက်တယ်သူတို့ကလူဆိုးတွေတော့မဟုတ်ပါဘူးအပေါ်ရန်ကိုပဲကြည့်နေကြတာပါသူတို့မြင်တာကတော့လင်းချမ်းတယောက်ကန်အစ်စ်တွေထက်ချက်ပြီးအကြီးအကျယ်လုတ်ကင်နေတာကိုပဲကျွန်တော်ဘက်ကတော့ပိုးပြီးရှုံးနေတယ်လို့မျိုးပေါ့အဲ့ဒီတည်ငြိမ်နေတဲ့ရေမျက်နှာပြင်အောက်မှာရေလိုင်းတွေစတင်လုတ်ခတ်နေပြီဆိုတာဘယ်သူမှမသိကြဘူးပြီးတော့တန်တရားတွေအားလုံးကိုအမှုန့်ချီဖြတ်ပြစ်မဲ့အချိန်ကောင်းကိုကျွန်တော်စောင့်နေတယ်ဆိုတာလည်းဘယ်သူမှမသိကြပါဘူးမကြခင်မှာပဲနွေရာသီရောက်လာတော့တယ်မိုးလေဝသဌာနကလည်းအပူချိန်ပြင်းထန်တဲ့လိမ္မော်ရောင်တတိပေးချက်တွေစက်တိုက်ထုတ်ပြန်နေတယ်။တနန်းတွေကအလွန်မင်းပူပြင်းတာကိုမုန်းကြတယ်။အခုတော့ကျွန်တော်ရဲ့အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်တယ်။ကျွန်တော်ရဲ့ရေစီမံခန့်ခွဲမှုကျွမ်းကျင်မှုတွေမရှိဘဲနဲ့လင်းချက်တယောက်ဒီအပူလိုင်းကိုဘယ်လိုဖျက်ကျော်မလဲဆိုတာကြည့်ချင်ပါသေးတယ်။ကျွန်တော်ဟာရေငုပ်ဝတ်စုံကိုတေးသေးချာချာဝတ်ဆင်လိုက်တယ်။အိမ်ကနေမထွက်ခင်မှာမိဘတွေရဲ့ပိတ်ထားတဲ့အခန်းတကားကိုကြည့်ပြီးစိတ်ထဲကနေတိုးတိုးလေးပြောမိတယ်။အဖေနဲ့အမေကျွန်တော်ကိုနောက်တစ်ချိန်လောက်ထပ်ယုံကြည်ပေးကြပါဦး။ဒီတစ်ခါတော့ကျွန်တော်သူတို့ကိုဘယ်တော့မှစိတ်မပြတ်စေရဘူး။ဘသူကမှလည်းကျွန်တော်တို့မိသားစုကိုအထင်သေးခွင့်မပေးတော့ဘူး။ကျွန်တော်အိမ်ကနေထွက်ပြီးရွာအောက်ဘက်ကကန်စီကိုတန်တန်မတ်မတ်သွားလိုက်တယ်။ရေအောက်ထဲနစ်မြုပ်နေတဲ့ဂုံးထောင်နဲ့ပိုက်ကွန်ကိုဆွဲမလိုက်တဲ့အခါဒီနေ့ဟာထူးထူးခြားခြားအပူချိန်ပြင်းထန်နေပေမဲ့ကျွန်တော်ရဲ့ပိုက်ကွန်ထဲမှာတော့အခွန်နှစ်ထပ်နဲ့တမထွားချိုင်းနေတဲ့အဆင့်မြင့်ကနန်းကြီးတွေပြည့်နေနေတဲ့ကန်အောက်ခြေဟာလည်းတန်ရှင်းစင်ကြယ်နေတာပဲရေမော်တွေကန်အောက်ခြေရှုံညုံတွေနဲ့ရေထဲကအောက်ဆီဂျင်ပမာဏစတဲ့အညွန့်ကိန်းတိုင်းကိုတခုမကြမ်းကျွန်တော်စစ်ဆေးကြည့်တော့အားလုံးဟာပုံမှန်တိုင်းပါပဲကျွန်တော်ရေစုပ်ဆက်ခလုတ်ကိုနှိပ်လိုက်တဲ့အခါရေတွေဟာဝုန်းကနေပန်းထွက်လာပြီးကန်ရေပြင်တစ်ခုလုံးလှိုင်းလေးတွေထသွားတယ်ဒီရေအောက်ခြေမှာအားကောင်းတဲ့တက်ဆောင်အားမှန်တွေစီးဆင်းနေတာကိုကျွန်တော်အထင်သားခံစားမိနေတယ်ဒီအချိန်ကစပြီးကျွန်တော်ဘသူမျက်နှာကိုမှကြည့်နေတော့မှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကန်ထဲကရေတွေးကောင်းမွန်နေတဲ့တဲ့ရင်ကိုဘသူကမှချက်ချင်းအတိမပေးသေးဘူးပြဆက်ကောင်းမစခင်မှာအရာအလုံးစိတ်ချရဖို့ကျွန်တော်အရင်ဆုံးတေချာအောင်လုပ်ရမယ်ကျွန်တော်ရဲ့ကန်ကိုပတ်ပြီးတေးချာချာစစ်ဆေးကြည့်တဲ့အခါအစာတဆုပ်လောက်ပြကျွေးလိုက်ရုံနဲ့ကနန်းတွေဟာဝိုင်းအောင်ပြီးအလူရက်လာစားကြတယ်လင်းချန်ရဲ့ကန်ထဲကတေးကောင်းပေါင်းလေးဖြစ်နေတဲ့ကနန်းတွေထက်အစာပေါင်းများစွာတာလွန်နေတာပေါ့သူကတော့အမြဲတမ်းသူ့ကန်ဟာမြေကောင်းရေကောင်းဖြစ်လို့အကောင်ကြီးဆုံးထွက်တာလို့ပြောလို့ရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြံပေးချက်တွေကိုသူဘယ်တော့မှနားမထောင်ခဲ့ဘူးအရေးသွေးညက်တဲ့ငါးသေးတွေကိုအမြဲကျွေးတော့ကန်အောက်ခြေမှာပုတ်တိုးနေတဲ့အနေအနှစ်တွေကအတိုင်းထက်လွန်ဖြစ်နေပြီးရှုံညွန်တွေကမြဲပုတ်ပြီးနန်းစောနေတာသူ့ကန်ကိုထိမ့်သိမ့်ပေးဖို့အတွက်အရင်တုန်းကဆိုကျွန်တော်ဟာညတကောင်ရံမှာအစိတ်ဖြည့်ဆေးတွေတွားဖြန်းပေးရပြီးအောက်ဆီဂျင်ပေးဆက်ကိုအတင်းမောင်းပေးခဲ့ရတယ်ဒီ3နှစ်အတွင်းမှာကျွန်တော်သူ့အတွက်တက်တာအောင်လုပ်ပေးခဲ့တဲ့ဆေးဘိုးဝါခနဲ့ကနန်းအသေးပျောက်တံပိုးဟာတင်သိမ့်ချီနေပြီးဒါပေမဲ့သူကတော့ဒါတွေအားလုံးကိုအလကားရတယ်လို့ပဲသဘောထားခဲ့တာသူကကန်လက်ခပေးထားတာမို့တဘာဝတရားကသူ့ကိုအလိုလိုအကျိုးမြတ်ပြန်ပေးရမယ်လို့သူထင်နေတာအဲ့ဒီအချိန်မှာပဲမြို့ပေါ်မှာရှိတဲ့လင်းချန်ကကျွန်တော်စီဖုန်းပြန်ဆက်လာတယ်ဟေ့ရွှန်းစီအိမ်မှာအဲ့ရကိုနဲ့စိန်ခံနေတာလားမင်းရဲ့အဲ့ဒီနန်စော်နေတဲ့ရေကန်ကိုတွားမကြည့်ဘူးလားတဲထဲမှာမနေနဲ့ဦးအရန်ပူတယ်ဟိုဒီဒီလည်းမလျှောက်သွားနဲ့မနှက်ပြန်မနှက်6နာရီကြာရင်ပိုက်ကွန်ကြီးကြီးတွေယူပြီးငါကန်နာကိုလာခဲ့ဦးကန်ဆောင်ဖိုးကြီးကပြောတယ်ရေကနည်းနည်းနောက်နေပြီးကနန်းတွေအနှဲငယ်ပေါ်နေတယ်တဲ့မင်းလာပြီးဆက်ပေးလိုက်ဦးရွာထဲကတခြားလူတွေမြင်ရင်မကောင်းဘူးနမိတ်မရှိတယ်လို့ဖြစ်နေမယ်သူ့ရဲ့လေတံကတော့အရင်တိုင်းပဲကျွန်တော်ကိုတန်ဖိုးနဲ့အလုပ်သမားတယောက်လိုအမိတ်ပေးနေတာကျွန်တော်ဖုန်းကိုတင်းတင်းဆုပ်ထားမိလို့လက်စစ်တွေတောင်ဖြူကုန်တယ်ဒါပေမဲ့ပါဆက်ကတော့တီတီငင်ငင်ပဲပြန်ပြောလိုက်တယ်ကောင်းပါပြီလင်းချန်ကျွန်တော်သိပါပြီဒီညမှာသူ့ကန်တွေကကနန်းတွေအစုလိုက်ပြုံလိုက်တင်နိုင်တဲ့ဘေးအန္တရာယ်ကြုံရနိုင်တာကိုကျွန်တော်သူ့ကိုမပြောပြခဲ့ဘူးမယုံကြည်လို့မဟုတ်ဘူးအဲ့ဒီဘေးဒုက္ခကအရန်ကိုပြင်းထန်မှတေချာနေလို့ပဲအဲ့ဒီလိုဖိအားမျိုးကိုသူ့ကိုထပ်ပြီးမခံစားစေချင်တော့ဘူးအကျိုးဆက်တွေအားလုံးကိုကျွန်တော်တယောက်တည်းပဲရင်ဆိုင်တော့မယ်မိုးချုပ်သွားတဲ့အခါမှာတော့အဖေကသုံးမိဆိုင်ကယ်ကိုနင်းပြီးရောက်လာတယ်အဖေကကျွန်တော်အတွက်အားကောင်းတဲ့ရေဆုပ်ဆက်အကြီးကြီးတစ်လုံးလာပေးတာကျွန်တော်တို့သားဖား2ယောက်ဟာအိုက်ဆက်နေတဲ့ကံပေါင်းမှာတိတ်ဆိတ်စွာရက်နေမိကြတယ်ယွမ်စီရာသီဥတုကမကောင်းဘူးဟာအဖေရပါတယ်အဖေအမြန်ပြန်လာတော့အရန်ပူနေပြီးငါမပင်ပန်းပါဘူးစိတ်ထဲမှာမတင်မကျဖြစ်နေလို့ပါဒီရာသီဥတုကလွန်ခဲ့တဲ့10နှစ်ကအကုန်ပျက်စီးသွားတဲ့အချိန်နဲ့တပုံစံတည်းပဲဒီမှာငွေ2000ရှိတယ်ဒါကငါနဲ့မင်းအမေရဲ့ဒီနှစ်အတွက်စားစရိတ်ပဲမင်းအရင်ယူထားလိုက်တကယ်လို့ရေအရေးသွေးပျက်စီးသွားလို့ဆေးဝယ်ရမယ်ဆိုရင်လက်ထဲမှာပတ်စံရှိတာမမှားပါဘူးအဖေကျွန်တော်မယူနိုင်ပါဘူးယူထားစမ်းပါတဘာဝတရားကမျက်နှာသာမပေးရင်မင်းတယောက်တည်းရုန်းကန်ရတာငါတို့ထပ်ပိုခက်ခဲလိမ့်မယ်ကျွန်တော်အဲ့ဒီငွေစုစာအုပ်လေးကိုတင်းတင်းဆုပ်ထားမိလို့လက်သေးတွေတောင်အသားထဲနှုတ်ဝင်ကုန်နေကျွန်တော်ထပ်ပြီးညင်းမနေတော့ဘူးဘာလို့လဲဆိုတော့ဒါဟာကျွန်တော်မိဘတွေကျွန်တော်ကိုပေးနိုင်တဲ့အလေးနဲ့ဆုံးထောက်ပံ့မှုဆိုတာကျွန်တော်သိလို့ပဲကျွန်တော်စိတ်ထဲကနေကြိတ်ဆူလိုက်တယ်စောင်းဦးပေါက်လို့ကနန်းတွေရောင်းရတဲ့အခါသူတို့ကိုဆဲစားအစတရားပြန်ဆက်မယ်သူတို့ကိုအကောင်းဆုံးဘဝမှာထားပေးမယ်ဆိုပြီးတော့ပေါ့အဲ့ဒီညကတဲတဲကခောက်ခုတင်ပေါ်မှာကျွန်တော်တညလုံးမျက်စိမပိတ်ပဲထိုင်နေခဲ့တယ်မနက်2နာရီထိုးတဲ့အခါမှာတော့ကျွန်တော်ကတင်ပေါ်ကနေဝုန်းကနေထားလိုက်တယ်အပြင်မထွက်ခင်နေရန်ကအပူချိန်နဲ့စူထိုင်းဆက်တိုင်းနဲ့ဆက်ကိုကြည့်လိုက်တော့စူထိုင်းဆက်က95ခိုင်နှုန်းလေဖီအားကတော့ကျနေတယ်မီနီလန်တိုင်းလျှောက်လာရင်ကျွန်တော်နဲ့လင်းချန်ရဲ့ကန်နှစ်ခုနဲ့နမိတ်ဖြစ်တဲ့တန်စုကျုပ်ကရန်ထားတဲ့နေရာကိုရောက်လာခဲ့တယ်ကျွန်တော်ဟာအမှောင်ထဲမှာရက်နေပြီးရှစ်တက်မှာရှိနေတာကတော့လင်းချန်ရဲ့ဒီနှစ်9တန်းမြတ်မယ်လို့ကြွေးကြော်ထားတဲ့ရွှေတွင်းကြီးပေါ့ဒါပေမဲ့အခုချိန်မှာတော့ရေပြင်ပေါ်မှာချောကြီးကြီးအချွဲလွှာတွေအထူးကြီးဖုံးလွှမ်းနေတယ်မှောင်နေပေမဲ့လည်းမိတ်ပြပြအလင်းရောင်အောက်မှာပြုတ်အန်ကျင်စရာကောင်းတဲ့အစိမ်းရောင်တွေကိုမြင်နေရတယ်ဒါဟာလုံးဝကိုပောက်ကွဲထွက်သွားတဲ့ရင်းကြီးပြဿနာပဲကျွန်တော်ဒီတစ်ခါတော့အောက်ဆီဂျင်စက်ကိုလည်းမဖွင့်ပေးသလိုဘာကိုမှဝင်ရောက်မဆွတ်ဖက်ခဲ့ဘူးခြေနေကဆုံးဖြတ်ပြီးသားဖြစ်လို့နှက်တီကြတော့မကဲနိုင်တော့ဘူးကျွန်တော်လက်ကြည့်လိုက်တဲ့အခြားတစ်ဖက်မှာတော့ကျွန်တော်ရဲ့ရေပုတ်ကန်လို့အပြောခံရတဲ့ကန်ဟာငြိမ်သက်စွာရှိနေတယ်အောက်ဆီဂျင်စက်အနှဲငယ်ကစီးကြကြရေပန်းလေးတွေထွက်နေပြီးကြည်လင်နေတဲ့ရေအောက်ကရေမော်ပင်လေးတွေစီက
ကနေတင်းငယ်တဲ့လေပူဖောင်းလေးတွေထွက်နေတယ်ရေမော်ပင်အောက်ခြေမှာတော့ကြီးမားထွားကြိုင်တဲ့ကနန်းတွေဟာရှုံလုံးပေါ်မှာအေးလူလူဝတ်နေကြပြီးဘာစိုးရင်ကြောင်းကြမှုမှမရှိကြဘူးကျွန်တော်ကံပေါင်းပေါ်မှာစောင့်ကြောင်းထိုင်လိုက်ပြီးအရန်ကိုပျော်သွားမိတယ်တစ်ဖက်ကလင်းချန်ရဲ့ကန်ထဲမှာတော့အစိမ်းရောင်အစိတ်ရေးကြောင်းတေမင်းနဲ့ရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေပြီးကျွန်တော်မျက်စိနဲ့မမြင်ရပေမဲ့နားနဲ့တော့အကုန်ကြားနေရတယ်ရေပြင်ပေါ်ကနေစိတ်လေးကြားနေရတဲ့အတန်တွေဟာအောက်ဆီဂျင်ပြင်းပြင်းထန်ထန်ပြက်လက်လို့ကုန်းပေါ်ကိုအတင်းတက်ဖို့စူးစမ်းနေတဲ့အနားယူခါနီကနန်းပေါင်းများစွာရဲ့အတန်တွေပဲသူတို့ဟာတကောင်ပေါ်တကောင်နင်းတက်ရင်မျောလင်းချက်မဲ့တဲ့အမြုပ်တွေကိုထွေးထုတ်ရင်းနောက်ဆုံးမှာတော့ကံပေါင်းပေါ်မှာဘိုက်ကလေးတွေလန်ပြီးအစုလိုက်အပြုံလိုက်အနားယူကုန်ကြတယ်မကြခင်မှာပဲမိုးလင်းလာခဲ့တယ်ပြုတ်အန်ချင်းဆရာကောင်းတဲ့ကနန်းပုံနှံတွေဟာလေထုနဲ့တူရွာထဲကိုပြန့်နှံ့သွားပြီးအိပ်ပျော်နေတဲ့ရွာလေးဟာရုပ်ချီးဆိုသလိုစူညံပွက်လောရိုက်သွားတော့တယ်ကျွန်တော်ဟာကျွန်တော်ကံပေးမှာငြိမ်ငြိမ်လေးရက်ကြည့်နေမိတယ်မိနစ်20တောင်မပြည့်ခင်မှာပဲကံပေါင်းပေါ်မှာဆူရှာတဲ့ break အုပ်တန်ကြီးထွက်ပေါ်လာတယ်လင်းချန်ဟာသူ့ရဲ့မာစီတီကားပေါ်ကနေလူးလဲထွက်လာခဲ့တယ်အခုချိန်မှာသူဟာကန်တစ်ခုလုံးမှာပေါ်လို့ပေါ်နေတဲ့မရှင်တော့တဲ့ကနန်းတွေနဲ့ရင်းမျက်နှာပြင်ပေါ်မှာစီစစ်ကာလို့ဖုံးအုပ်နေတဲ့ရင်းကြီးတွေကိုကြည့်ပြီးရင်ကွဲမတက်အော်ဟစ်တော့တာပဲသူဟာကံပေးမှာအယူတယောက်လိုငိုယိုအော်ဟစ်နေရင်ကျွန်တော်ဘက်ကအောက်ဆီဂျင်ဆက်ရေပန်းခတ်တန်ကိုကြားသွားပုံရတယ်သူရုတ်တရက်ခေါင်းလဲကြည့်ပြီးကျွန်တော်စီကိုလူးလဲပြေးလာခဲ့တယ်သူမြင်လိုက်ရတာကကျွန်တော်တင်မဟုတ်ဘူးကျွန်တော်နောက်ွယ်ကရေမော်ပင်တွေဝေးစားပြီးကြည်လင်နေတဲ့ဂေဟစနစ်ဥယျာဉ်နဲ့ရေအောက်မှာအေးအေးဆေးဆေးအစာရှာနေတဲ့ကြောခုံရွှေရောင်တက်နေတဲ့အေယာမမြေကနန်းကြီးတွေကိုပါမြင်သွားတာသူ့ရဲ့မျောလင်းချက်မဲ့မှုကြောင့်တွတ်လိမ်နေတဲ့မျက်နှာဟာချက်ချင်းပဲဖြော့သွားတယ်ယွမ်စီဒါကအဲ့ဒီရေပုတ်ချင်းမဟုတ်လားမဟုတ်ရင်ဘာဖြစ်ရမှာလဲမင်းကန်တွေကကနန်းတွေကဘာလို့ဘာမှမဖြစ်တာလဲဘာလို့လဲဆိုတော့ကျွန်တော်ကတဘာဝတရားကိုလူတည်တတ်ပေမဲ့ခင်ဗျားကတော့သူတစ်ပါးကိုနှိမ်ဖို့ပဲတိလို့လေယွမ်စီအကိုမှားသွားပါတယ်အရင်ကအကိုမကောင်းခဲ့တာပါမင်းမရှိတဲ့အထူးဆေးကိုငါ့ကိုပေးပါဦးငါကန်တွေကရေကိုပြုပြင်ပေးပါဦး1000မဟုတ်ဘူးမင်းကိုလစာ2000ပေးမယ်ငါကန်ကိုမြန်မြန်ကယ်ပေးပါဦးသူဟာအောက်ကျနောက်ကျနဲ့အနေဆုံးအဆင့်ထိနှိမ့်ချပြီးတောင်းပန်နေရှာတယ်အဲ့ဒီအချိန်မှာပဲထိတ်တန်းရေထွက်ကုန်လို့စာတန်းပါတဲ့အေးပေးကအစီနှင်းငယ်ဟာကျွန်တော်ကန်ပေးမှာအစီရက်လိုက်တယ်ကျွန်တော်ကတော့သူ့ရဲ့အော်ဟစ်ငိုယိုတန်းတွေကိုဂယုမဆိုင်ပဲရေကာပေါင်းပြီးရှည်ကိုဝစ်ပြီးရေထဲကိုတန်းဆင်းသွားခဲ့တယ်ကနန်းမြုံထဲကနေ9ချက်သားလောက်ရှိတဲ့ကြောခုံစိန်ပိုက်ဖြူတဲ့အဆင့်မြင့်ကနန်းဘရင်တကောင်ကိုမယူလိုက်တယ်ကုန်းပေါ်မှာရှိနေတဲ့ရှန်ဟိုင်းကနေတကူးတကလာခဲ့တဲ့ထိတ်တန်းစားတောက်ကုန်ဝယ်ယူရေးဒရိုက်တာရဲ့မျက်လုံးတွေဟာအယောင်တောက်သွားတယ်ကနန်းကောင်းပဲတထေးလီဒီအရေးသွေးကတော့ရှယ်ပဲဗျကျွန်တော်ကကနန်းကိုဒရိုက်တာစီကမ်းပေးလိုက်ပြီးမြေကြီးပေါ်မှာရွှွတွေပေးပွားနေတဲ့လင်းချန်ကိုလှည့်ကြည့်လိုက်တယ်ကျွန်တော်လေတံမှာလောင်ပြောင်တာလည်းမရှိသလိုဒေါသလည်းမပါဘူးအေးဆက်တည်ငြိမ်မှုပဲရှိတယ်နှစ်လက်လောက်နောက်ဆုတ်ပေးပါခင်ဗျားကန်တွေကရင်းကြီးအစိတ်တွေကိုကျွန်တော်ဂေဟစနစ်ဥယျာဉ်နဲ့နင်းမထဲမိစေနဲ့နောက်ပြီးကျွန်တော်ကနန်းတွေကိုဈေးကောင်းတဲ့အကုန်အပိုင်ဝယ်ပြီးခင်ဗျားရဲ့2000ကိုတော့ကိုယ့်အတွက်ကိုရော်ကြီးပေးဖို့ပဲတင်ထားလိုက်ပါတော့ပြောပြီးတာနဲ့သူ့ကိုထပ်မကြည့်တော့ပဲအလုပ်သမားတွေကိုကားပေါ်တင်ဖို့ညွှန်ကြားလိုက်တယ်ကုန်းပေါ်မှာအစင်းမြင့်ကနန်းတွေထည့်ထားတဲ့ချင်းတောင်းတွေတစ်ခုပြီးတစ်ခုအေးပေးကားပေါ်တင်နေတာကိုကြည့်ပြီးဝယ်ယူရေးဒရိုက်တာဟာပြုံးလို့မဆုံးတော့ဘူးတထေးလင်းဒီပထမတုပ်ကိုကျွန်တော်ဈေးကွက်ရဲ့အမြင့်ဆုံးဈေးနဲ့ရှင်းပေးမယ်နောက်နှစ်ထွက်သမျှကိုလည်းကျွန်တော်အကုန်ယူမယ်လက်တွဲရတာဝမ်းတာပါတယ်ဗျာကျွန်တော်သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်နောက်ဆုံးမှာတော့ပထမဆုံးအကြုံငွေကြက်တန်းတီတီဟာကျွန်တော်ဘဏ်အကောင့်ထဲကိုဝင်လာခဲ့တယ်ဖုန်းမျက်နှာပြင်ပေါ်ကရှီလျားတဲ့ကနန်းတွဲလိုက်ကြီးဟာကျွန်တော်ကိုခြေထောက်ပေါ်ကိုရက်တီပြီးနောက်ပေးအပ်လိုက်တဲ့ပထမဆုံးသောပြည်စုံတဲ့ရလဒ်ပဲဖြစ်ပါတယ်ဒါပေမဲ့လင်ချန်းဟာကျွန်တော်ပေါ်စားပြီးရုံမာဖို့ကြံစီပါတော့တယ်ပိုက်ကုံတစ်ခုသာချားတော့တဲ့ဟိုဘက်ချမ်းမှာလင်းချန်တယောက်ရွှွလွန်တွေတဲ့အယုတ်ကျိုးပြက်လဲကျနေပါပြီသူ့စီကိုဖုန်းတွေအဆက်မပြတ်ဝင်လာတော့တယ်အဲ့ဒါတွေကကိတ်မုံနဲ့လက်ဆောင်မှုတွေကျိုးတင်မှထားတဲ့ဖောက်တဲ့ကြီးတွေစီကပါလင်းသူထေးကျုပ်တို့ပစ္စည်းတွေဘလို့အခြေအနေရှိလဲအခုချက်ချင်းပြောစာချုပ်ထဲမှာအတိအကျပါတယ်နော်အရေးသွေးမိတဲ့ကနန်းတွေကိုမပေးနိုင်ရင်ရော်ကြီး3ဆောက်ကိုတပြားမှရောလို့မရဘူးဖုံးချသွားပါပြီလင်းချန်ဟာအယုတ်ကျိုးပြက်လူတစ်ယောက်လိုဖြစ်သွားတယ်ဒီနှစ်ရဲ့ဈေးကောင်းတဲ့အော်ဒါတွေကိုရဖို့အတွက်သူဟာအယောင်ကိုယ်စားလှယ်အတော်များများနဲ့အရှုံးနိုင်လောင်းကြီးထက်တဲ့စာချုပ်တွေချုပ်ဆိုထားခဲ့တာပါအရင်နှစ်တွေကလိုပဲဘာမှမလုပ်ပဲအတင်စားရမယ်လို့ထင်ပြီးသူယုံကြည်ချက်တွေအပြည့်ဖြစ်နေခဲ့တာလေဒါပေမဲ့အခုတော့ကျွန်တော်လှုပ်ထွက်ပြီးသူ့စီမှာကြံခဲ့တာကတော့ပုတ်စော်နေနေတဲ့အစိတ်ရည်တွေနဲ့တင်နေတဲ့ကနန်းတွေပါပဲတန်းနဲ့ချီတဲ့ရော်ကြီးငွေတွေကပြိုကျလာတဲ့တောင်ကြီးတစ်လုံးလိုသူ့ပေါ်ဖိမိနေပြီးအရင်ကလင်းချန်ရဲ့အနေရများတဲ့ကန်တွေနားမှာဆိုရင်ကျွန်တော်ဟာအမြဲတမ်းကောင်းချောက်ခဲ့ရတယ်ရေအရေးသွေးပျက်စီးမှရင်းကြီးတွေပောက်ကွဲထွက်မှာကိုအမြဲစိုးရိမ်နေရပြီးလေတိုက်မိုးရွာတိုင်းဟာလောင်းကစားတစ်ခုလိုပါပဲအခုတော့ကျွန်တော်ဟာကိုပိုင်ရေကန်ပေးမှရက်နေတယ်ပြီးပြည့်စုံတဲ့ရေအရေးသွေးတန်မာတဲ့ကနန်းပေါက်လေးတွေနဲ့ထိန်းချုပ်လို့ရတဲ့ပတ်ဝန်းကျင်ကြောင့်အလုပ်လုပ်ရုံတသက်မဟုတ်ပဲပထမဆုံးအကြိမ်ဖြစ်ရိတ်သိမ်းရတဲ့ပျော်ရွှင်မှုကိုခံစားနေရပါတယ်နောက်ဆုံးအေးခန်းကရွာထိပ်ကထွက်သွားတာကိုကြည့်ရင်ကျွန်တော်လက်ပေါ်ကရွှွတွေကိုခါထုတ်လိုက်တယ်ဒီငွေတွေနဲ့ကျွန်တော်ဒီခြံဝန်းကိုချက်ထွင်နိုင်ုံတင်မကပဲဒီလောကထဲမှာနာမည်တစ်လုံးကိုအပိုင်ရိုက်နိုင်ခဲ့ပြီးနောက်ဆိုရင်ထိတ်တန်းအယောင်လန်းကြောင်းတွေအတွက်စိုးရင်စရာမလိုတော့ဘူးဒီယာဒီကနန်းတွေအကုန်ရောင်းပြီးရင်မြို့ထဲမှာကိုပိုင်အိမ်တစ်လုံးဝယ်မယ်ပြီးတော့အဖေနဲ့အမေစိတ်အေးလက်အေးအနားယူနိုင်အောင်အိမ်ဟောင်းလေးကိုပြန်ပြင်ပေးမယ်အရင်ကမတွေးဝန်းခဲ့တဲ့ပုံရိပ်တွေကအခုတော့လက်တကန်းကိုရောက်လာခဲ့ပြီးမွန်းတဲ့ချိန်အိမ်ပြန်ရောက်တော့အရင်လိုညဘက်အလုပ်လုပ်ရလို့နှုံးချပြီးအဲ့ရတဲ့လဲကြမသွားတော့ဘူးရေနွေးနဲ့ရေချိုးပြီးထမင်းဝိုင်းမှာအဖေအမေရှောင်ရတို့နဲ့အတူမြင်းရှက်စွာထမင်းစားခဲ့တယ်ထမင်းစားရင်ကျွန်တော်ဘဏ်အကောင့်ထဲကလက်ကျန်ငွေကိုပြလိုက်တော့အမေကဝမ်းသာလုံးလို့မျက်ရည်တွေဝဲလာတယ်အဖေဆိုရင်ဟင်းခတ်တဲ့လက်တွေတောင်တုံနေရှာတယ်ကောင်းတယ်တကယ်ကောင်းတယ်ငါတို့အိမ်ကဥယျာဉ်လေးအောင်မြင်ပြီဟဲ့သူ့ဘဝရဲ့အဆိုးရွားဆုံးနေ့ရက်တွေကိုဖျက်ဆီးနေရပါတယ်သူ့အဖေကသူ့ဘာကိုအားရပါရရိုက်လိုက်တဲ့ပါရိုက်ချက်တစ်ခုကသူ့ကိုလိုချသွားစေတယ်ပြီးခဲ့တဲ့နှစ်ကရခဲ့တဲ့အမျက်တွေကသူဖြုံးတီးလို့ကုန်သွားပြီးဒီနှစ်မှာချုပ်ဆိုထားတဲ့တန်းတဲ့ချီတဲ့လောင်ကြီးစာချုပ်တွေအရအစင်းမြင့်ကနန်းတွေကိုမပေးနိုင်ရင်သူ့မိသားစုတစ်ခုလုံးပြုတ်ပြုံသွားနိုင်တယ်သူ့ဖုန်းတွေယူယူမှုမှုဆက်တော့တယ်ချန်ဝန်တရက်ကို9000ပေးမယ်လာပြီးရေးကြည့်အောင်ကူလုပ်ပေးဆက်ပါလီတူထေခမည်းစီမှာရင်းကြီးတက်စီအစွမ်းထက်တာရှိလားဈေးဘလောက်ကြီးကြီးကျွန်တော်ဝယ်မယ်သူ့ဖုန်းစာအုပ်ထဲကရေလုံငန်းအကြောင်းတီးတဲ့လူမှန်သမျှအကုန်ခေါ်တော့တာပဲအစပိုင်းမှာတထေးစတိုင်ဖမ်းနေသေးပေမဲ့လက်တွေ့အခြေအနေကသူ့ပါကိုဆက်ဖြင်းသွားအောင်ရိုက်လိုက်တယ်လို့ပါပဲချန်ကောခမည်းကန်ကရေတွေပုတ်နေပြီးတိကျမြင့်စင်းလာတော့မကယ်နိုင်တော့ဘူးတရက်1000ပေးလဲကျွန်တော်မလုပ်နိုင်ဘူးအစိတ်တွေကကနန်းပါဟက်ထဲထိရောက်နေပြီးအကုန်သွားပြီဗျဖုန်းဆက်သမျှလူတိုင်းစီကရတဲ့အဖြေတွေကအတူတူပါပဲအဲ့ဒီတော့မှသူတိသွားတာကကျွန်တော်မရှိရင်သူ့ကန်ကပုတ်စော်နေတဲ့ရေအိုင်တစ်ခုထက်မပိုဘူးဆိုတာပါပဲသူကတော့ကနန်းစာကျွေးဖို့ခွေးတကောင်ချီထားရင်တောင်ဖြစ်တယ်လို့ထင်နေခဲ့တာအမှန်တော့အဲ့ဒီအစိတ်ရည်တွေကို3နှစ်ပတ်လုံးဖိနှိပ်ထိန်းချုပ်ထားနိုင်ဖို့ကျွန်တော်ဘယ်လောက်တောင်စိတ်ရောကိုယ်ပါရင်းနှီးခဲ့ရတယ်လဲဆိုတာသူအခုမှနားလည်သွားတယ်။ရေစရာကောင်းတာကသူဟာတကယ်အဆောင်လက်ဖွဲ့ဖြစ်တဲ့ကျွန်တော်ကိုငွေ9000နဲ့ကိုယ်တိုင်လက်လွတ်လိုက်တာပါပဲ။မင်းသူ့ကိုတွေ့ပြီလား။ရန်ချီစီကိုဘာလို့မသွားတာလဲ။ငွေ3သိန်းဖြစ်ဖြစ်2သိန်းဖြစ်ဖြစ်သူသာအဲ့ဒီအထူးဆေးကိုပေးမယ်ဆိုရင်ဘယ်လောက်ဖြစ်ဖြစ်ပေးလိုက်စမ်းပါ
ငါ့ကို9000ကိစ္စကြောင့်နဲ့ဖုန်းတောင်းစားသူတယောက်လိုနှိထုတ်ခဲ့တဲ့အဲ့ဒီဝမ်းကွဲညီစီမှာသွားပြီးအသက်နာခံခိုင်းတာလားငါမလုပ်နိုင်ဘူးအဲ့ဒီအချိန်မှာပဲလင်းချန်ရဲ့စစ်ဆက်ထားသူလီလီဟာတမိုးကြီးလက်ကင်အိတ်ကိုကင်ပြီးခရီးဆောင်အိတ်ကိုဆွဲကာထွက်လာပါတယ်လီလီမင်းဘာလို့မလို့လဲဘာလို့ရမှာလဲရှင်ကမကြခင်တန်းနဲ့ချီတဲ့အကျွေးတွေပက်ပက်လဲဝိုင်းတော့မှကျမမသွားလို့ဒီမှာနေပြီးရှင်းနဲ့အတူငှက်ပြက်နေရမှာလားမင်းလိုကျေးဇူးကမ်းတဲ့မိမထွက်သွားစမ်းအရေးချင်းမရှိတဲ့အကောင်လီလီကသူ့ကိုတစ်ချက်ကန်ထုတ်ပြီးနောက်ပြန်မလဲပဲထွက်ခွာသွားပါတော့တယ်လင်းချန်ဟာကျမ်းပြင်ပေါ်မှာပုံလျက်သားလဲကြရင်ပြီးအားလုံးပြီးသွားပြီလို့ညီးတွဲနေရှာတဲ့3ရက်ကြာမှာတော့ကျွန်တော်ရဲ့ပထမဆုံးအတုပ်အဆင့်မြင့်ကဏ္ဍတွေအားလုံးကန်ထဲကထွက်လာပါပြီ။ကုံပုံးငွေစုစုပေါင်း2တန်းတိတိကျွန်တော်ကတ်ထဲကိုတပြားမကြံဝင်လာခဲ့တယ်။ဖုန်းထဲက message ကြမှာပါတဲ့ကဏ္ဍရှည်ကြီးကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာတခါမှမရဘူးတဲ့တည်ငြိမ်မှုမျိုးကိုခံစားလိုက်ရပါတယ်။ကျွန်တော် merge dispense class တွေလို့အဆင့်မြင့်ကားတွေဘာတွေသွားမဝယ်ပါဘူး။ဆုရှောင်ရကိုခေါ်ပြီးမြို့ထဲကအကောင်းဆုံးအိမ်ယာစီမံကိန်းစီတန်းသွားပြီးစတူယန်ပေ140ရှိတဲ့တိုက်ခန်းကျဲကြီးတစ်ခန်းကိုလက်ငင်းငွေချေပြီးဝယ်လိုက်တယ်။အင်္ဂရမ်မှာကျွန်တော်တို့2ယောက်လုံးရဲ့နာမည်ကိုရေးထုတ်ခဲ့ပါတယ်။ကျွန်တော်ရွာကိုတစ်ခေါက်ပြန်ရောက်တဲ့အခါတရွာလုံးရဲ့လေယူလေသိန်းတွေလုံးဝပြောင်းလဲသွားပါပြီ။ကြည်လင်နေတဲ့ကျွန်တော်ရဲ့ဂေဟစနစ်မွေးမြူရေးကန်ဟာတရွာလုံးအတွက်အံ့ဩစရာဖြစ်နေခဲ့တယ်။အရင်ကကျွန်တော်ကိုလှောင်ပြောင်ခဲ့တဲ့သူတွေကအခုတော့ရွံကောင်းနဲ့တလေးတစားခေါ်နေကြပြီးတစ်ဖက်မှာတော့လင်းချန်တို့အိတ်ရှိမှာအကျွေးရှင်တွေအတင်းဝင်ထွက်နေကြလို့တကားခုံတောင်ပဲထွက်မတက်ပါပဲကြော်ချင်းငွေအမြောက်များပေးဖို့အတွက်သူတို့အိမ်ကိုအိမ်ချမ်းမြေအကျိုးဆောင်စီအထားရတယ်လို့ကားကိုလည်းပေါင်ထားရပါပြီစီးပွားရှာပေးမဲ့ကနန်းကန်ကလည်းအခုတော့ပူလောင်စရာအရှုပ်ထုတ်ကြီးဖြစ်နေခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်ကံပေါင်ပေးမှာအလုပ်သမားတွေကိုကနန်းတွေထွက်မပြေးအောင်ပိုက်ကွန်တွေခိုင်အောင်လုပ်ဖို့ညွှန်ကြားနေတော့ဘေးအိမ်ကနေစူးစူးဝါးဝါရန်ဖြစ်တဲ့တွေကြားလိုက်ရတယ်အဲ့ဒါကအတုံးမကြတော့တဲ့ကန်တွေကိုလိုက်ဝယ်တဲ့လူလေလုပ်ငန်းရှင်တယောက်ကလင်းချန်ကိုဈေးနှိမ်နေတာပါမင်းရဲ့ကန်အောက်ခြေကအကုန်ပုံနေပြီးရင်းကြီးတွေရှင်းဖို့တင်အနည်းဆုံးတောင်းတဲ့ချီကုန်ဦးမှာကန်ရောဆက်ပစ္စည်းတွေရောအကုန်လုံးပေါင်းမှငါ2000ပဲပေးနိုင်မယ်2000ဟုတ်လားကျွန်တော်ရဲ့အောက်ဆီဂျင်ပေးဆက်တွေတင်တောင်းတဲ့ချီပေးဝယ်ထားရတာဗျာရောင်းချင်ရောင်းမရောင်းရင်ဒီလိုအရှုပ်ထုတ်ကိုငါကလွဲလို့ဘယ်သူမှဝယ်မှာမဟုတ်ဘူးလင်းချန်ဟာရက်နေရင်လက်တီးကိုကြစ်ကြစ်ပါအောင်စုပ်လိုက်ပြန်လွတ်လိုက်နဲ့နောက်ဆုံးမှာတော့လေလျှော့လိုက်တဲ့ဘောလုံးတစ်လုံးလိုအာရင်ကုန်ခန်းစွာခေါင်းနေလိုက်ရပါတယ်အယောင်းဝယ်စားချုပ်ပြီးတော့အဲ့ဒီလူကငွေဆက်ကူ2000ကိုသူ့စီပစ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲလင်းချန်ကောင်းမောကြည့်လိုက်တော့တန်စကာရီကြားကနေကျွန်တော်ကိုမြင်သွားပါတယ်ကျွန်တော်ကတော့လက်ထဲမှာ walkie talkie ကင်ပြီးနောက်ထပ်လာမယ့်အေးခန်းကားတွေကိုတီတီငင်ငင်အမိတ်ပေးစီစဉ်နေခဲ့တယ်ကျွန်တော်မျက်လုံးအစိုးနဲ့တောင်သူ့ကိုလှည့်မကြည့်ခဲ့ပါဘူးဒီလိုလုံးဝဥပိ္ပခပြူတာဟာသူ့မျက်နှာကိုပြုံးကနေဖျက်ရိုက်လိုက်တာထက်ပိုပြီးသူ့ကိုစိတ်တက်ကြစေပါတယ်သူဟာကျွန်တော်ရဲ့ကြောပြင်ကိုကြည့်လိုက်သူ့လက်ထဲကပါလွာလာတဲ့ငွေ2000ကိုကြည့်လိုက်နဲ့ပြောမပြတတ်အောင်နောင်နာတွေကသူ့စိတ်ကိုရိုက်ခတ်သွားပြီးအော်ဟစ်ကယူသွတ်တလူကမ်းပေါင်ပေါ်ကအဟောင်းဆုပ်ရေဆုပ်ဆက်စီပြေးသွားတယ်မြေကြီးပေါ်ကတန်တူရင်းကိုကောက်ကင်ပြီးအတင်းထုရိုက်ပါတော့တယ်တောင်းနဲ့ချီတန်တဲ့ရေဆုပ်ဆက်ဟာချက်ချင်းပဲတန်တို့တန်းစအမိုက်ပုံဖြစ်သွားခဲ့တယ်ကျွန်တော်လုပ်ငန်းတွေကတော့အရှိန်အဟုန်နဲ့တိုးတက်လာခဲ့တယ်အရင်ကဝယ်လက်တွေကကျွန်တော်ရဲ့တစ္ဆာရှိဖောက်တယ်တွေဖြစ်လာကြတယ်ဒီကံလေးတစ်ခုတည်းနဲ့ကျွန်တော်အားမရတော့ပါဘူးရေထွက်ပစ္စည်းနည်းပညာကုမ္ပဏီတစ်ခုထောင်ပြီးရွာအောက်ဘက်ကမြစ်ရေပြင်ဧကရာနဲ့ချီကိုငှားလိုက်တယ်အလုပ်စူးစမ်းပြီးစိတ်ထားကောင်းတဲ့ရွာသားတွေကိုခေါ်ပြီးမွေးမြူရေးနည်းပညာတွေကိုလက်ဆင့်ကမ်းတင်ကြားပေးခဲ့တယ်ကျွန်တော်ပေးတဲ့အခြေခံလစာဟာလုပ်ငန်းနယ်ပယ်မှာအမြင့်ဆုံးဖြစ်တယ်လို့နှစ်ကုန်ရင်လည်းအမျက်ဝေစုခွဲပေးပါတယ်အားလုံးကရွံကောနောက်လိုက်ရတာစိတ်အေးရတယ်လို့ပြောကြတယ်တနေ့မှာတော့ကျွန်တော်ရုံးခန်းထဲမှာစည်ရင်းတွေစစ်နေတော့ပြင်းထန်တဲ့ရေမွေးနဲ့တစ်ခုဝင်လာပါတယ်လီလီပါပဲသူမဟာခါလေးနှွဲ့ပြီးကျွန်တော်စပွဲရှေ့လျှောက်လာတယ်ရွံလေးမဟုတ်ပါဘူးတထေးလင်းရှင်ကတကယ်ကိုအကြီးကျယ်အောင်မြင်မဲ့သူဆိုတာကျမအစကတည်းကတီးသားပဲထွက်သွားလီလီရဲ့အပြုံးတွေမျက်နှာပေါ်မှာတောက်တင်းသွားပြီးနောက်ဆုံးမှာတော့လုံခြုံရေးတွေရဲ့မောင်းထုတ်မှုကြောင့်တောက်ဖက်နဲ့ကတုတ်ကရက်ထွက်ပြေးသွားရပါတော့တယ်ကျွန်တော်ရဲ့ကဘာထဲမှာဒီလိုညစ်ပတ်တဲ့အရာတွေကိုအနာတက်ခွင့်လုံးဝမပေးနိုင်ပါဘူးစောင်းဦးပေါက်မှာတော့ကျွန်တော်နဲ့ဆုရှောင်ရတို့ရဲ့မင်္ဂလာဆောင်ကိုစီကားတိုက်မြိုက်စွာကျင်းပခဲ့တယ်မြို့ထဲကအကောင်းဆုံးဟိုတယ်ကိုငှားခဲ့ပြီးကားတန်းကြီးဟာရွာကနေမြို့လေခေါင်ထိခန်းသားစွာစီတန်းသွားခဲ့တယ်မင်္ဂလာဆောင်မတိုင်ခင်ရက်ပိုင်းကလင်းချန်ရဲ့အမေစီကဖုန်းလာခဲ့တယ်ဖုန်းထဲမှာသူမဟာရင်ကွဲမတက်ငိုယိုပြီးရွံလေးအန်တီတောင်းပန်ပါတယ်ချန်လေးကအခုဆိုစောက်လို့ရေးဆိုင်မှာနေတိုင်းအထမ်းသမားလုပ်နေရတယ်သူ့ကိုတစ်ချက်လောက်ကူညီပေးပါအောင်လို့ပြောလာတယ်အန်တီအရင်ကအန်တီတို့မိသားစုဝိုင်းဖွဲ့စားတော့ရင်ကျွန်တော်ကိုနှိမ်ပြီးကြွားလုံးထုတ်နေတော့ကဘာလို့ကျွန်တော်ကိုကူညီဖို့မစင်စားခဲ့ကြတာလဲကျွန်တော်ကပရာဟိတလုပ်ငန်းလုပ်နေတာမဟုတ်ဘူးသူရွေးတဲ့လမ်းကိုသူဘာသာဆုံးအောင်ရှောက်ပါစေပြောပြီးတာနဲ့ဖုန်းချပြီးနံပါတ်ကိုပါ blacklist ထဲထည့်လိုက်တယ်ကျွန်တော်ကန်ဆိုးနေသူကိုထပ်ပြီးနှိပ်စက်မှာမဟုတ်တယ်လို့ကျေးဇူးကမ်းခဲ့သူကိုလည်းအကောင့်နဲ့တုတ်ပြန်မှာမဟုတ်ပါဘူးမင်္ဂလာပွဲဟာဧည့်သည်တွေနဲ့စီကားနေခဲ့တယ်ကျွန်တော်ဟာဖြူပွဲတဲ့မင်္ဂလာဝတ်စုံဝတ်ထားတဲ့ဆုရှောင်ရကိုပွေ့ချပြီးဆွေမျိုးမိတ်ဆွေတွေရဲ့ဩဘာတန်တွေကြားထဲမှာကားပေါ်ကဆင်းလာခဲ့တယ်မျက်လုံးစုံကနေလမ်းတစ်ဖက်ကလျှက်စစ်တဲ့တိုင်တောင်မှာပေဆုပ်ဆုပ်အလုသမားဝတ်စုံဝတ်ထားတဲ့စပင်တွေဖျို့ဖျဲနဲ့လူတစ်ယောက်ငေးကြည့်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒါလင်းချန်မှာသူဟာမိုးပေါ်ကမီရှူမီပန်းတွေကိုကြည့်ရင်မျက်လုံးထဲမှာမနာလိုမှုတွေနဲ့မျောလင်းချက်မဲ့မှုတွေပြည့်နေနေတယ်ကျွန်တော်ကတော့သူ့ကိုတစ်ချက်ပဲကြည့်လိုက်ပြီးမျက်တောင်မခတ်ပဲကျွန်တော်ရဲ့သူတို့သမီးကိုနက်နက်ရှိုင်းရှိုင်းနှိုင်းဆိုင်လိုက်ပါတယ်အချိန်တွေကုန်လို့နောက်ထပ်ဆောင်းရာသီတစ်ခုရောက်လာပြန်ပြီးအပြင်မှာနှင်းတွေတဖွဲဖွဲကျနေပေမဲ့အိမ်ထဲမှာတော့နှွေးထွေးနေတယ်ဆုရှောင်ရရဲ့ဘိုက်လေးကတိတိတတ်တာထွက်နေပါပြီသူမကကျွန်တော်ပခုံးကိုမိထားပြီးကျွန်တော်မိဘတွေကတော့မကြခင်မွေးလာမယ်မြေးလေးအတွက်နာမည်ကိုပျော်ရွှင်စွာတိုင်ပင်နေကြတယ် TV ထဲမှာတော့ဒေတာတွင်းသတင်းတွေလာနေတယ်ရဲတပ်ဖွဲ့ကမြေအောက်လောင်းကစားဝိုင်းတစ်ခုကိုအောင်မြင်စွာဖြိုခွင်းနိုင်ခဲ့တဲ့သတင်းမှာလက်ထိတ်ခတ်ခံထားရတဲ့တရက်ခန့်တွေထဲမှာရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရတယ်လင်းချန်မှာသူဟာအရင်ကထပ်ပိုပြီးပိန်ချော်နေပြီးမျက်တွင်းတွေဟောက်ပတ်နဲ့လူသေးလိုဖြစ်နေပြီးအကျွေးတွေပတ်ပတ်လဲဝိုင်းနေလို့လိမ်လည်မှုနဲ့လောင်းကစားမှုတွေမှာပါဝင်ခဲ့တာကြောင့်သူ့ဘဝရဲ့လက်ကျန်ချိန်တွေကိုထောင်ထဲမှာပဲကုန်ဆုံးရတော့မှာပါအဲ့ဒီမျက်နှာကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာဘာမှထူးထူးခြားခြားဝမ်းသာတာမျိုးမရှိတော့ပဲတည်ငြိမ်နေခဲ့တယ်လူတစ်ယောက်ကကိုယ့်ဘာသာရှုံ့နှုံနဲ့ဆင်းမဲ့ဆိုရင်ဘယ်သူမှဆွဲတင်လို့မရနိုင်ပါဘူးကျွန်တော်ရီမူကိုကင်ပြီးပြောစရာကောင်းတဲ့ဖြောပြေးအစီအစဉ်တစ်ခုစီပြောင်းလိုက်တယ်အခန်းထဲမှာရေမောတန်တွေပြန်လဲပြည့်နေသွားခဲ့တယ်ကျွန်တော်လက်ကိုရှောင်ရပိုက်ပေါ်အသားရတင်လိုက်တဲ့အခါအထက်ကကလေးလေးရဲ့လှုပ်ရှားမှုကိုခံစားလိုက်ရအဲ့ဒီအသက်ဝင်မှုဟာနှွေးဦးမှာပြန်လဲနိုးထလာတော့မဲ့ဂေဟစနစ်ရေပြင်ကျဲကြီးလိုပဲအာမန်တွေနဲ့ပြည့်နေနေပါတယ်ကျွန်တော်ဘဝရဲ့စကီယာရင်ကိုကျွန်တော်ကိုယ်တိုင်ခိုင်ခိုင်မာမာကင်ထားနိုင်ခဲ့ပြီးရှေ့လျှောက်လမ်းခီးကတော့ဖြောင်းဖြူးနေပါတော့တယ်ဇလန်းလေးပြီးပါပြီကြည့်ရှုအားပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်